မျိုးသမီးတွေမှာကိုယ်ခန္ဓာအောက်ပိုင်းကနေအနံ့ဆိုးထွက်နေတယ်။နောက်ပြီးတော့လူကြားသူကြားတွေရောက်ပြီးဆိုမနေနိုင်မထိုင်နိုင်အောင်ကုတ်ချင်ဖဲ့ချင်တဲ့စိတ်ဖြစ်နေတယ်။ဒါဘာကြောင့်လဲ။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆိုင်မမရွှေတော်ဝင်စိတ်ရုံမှာဖြစ်ပါတယ်ကျွန်တော်တို့အမျိုးသမီးတွေရဲ့မိမကိုပတ်ချလေးမှာကိုယ်ခန္ဓာကိုအကျိုးပြုတဲ့ normal flora လို့ခေါ်တဲ့ bacteria လေးတွေရှိသလိုကျွန်တော်တို့ကိုယ်ခန္ဓာကိုစိုးကျိုးဖြစ်စေတဲ့မှုပေါ့နော် yeast လို့ခေါ်တဲ့မှုလေးတွေလည်းရှိပါတယ်သူတို့တွေကတာတူညီမျှပေါင်းဖက်နေထိုင်ကြရပေါ့နော်တဖြည်းဖြည်းနဲ့အကြောင်းမျိုးမျိုးကြောင့်ကိုယ်ခန္ဓာကိုအကျိုးပြုတဲ့ bacteria လေးတွေရုပ်နေလာတဲ့အခါမှာကျွန်တော်တို့ဒီ yeast လို့ခေါ်တဲ့မှုတွေကမိမကိုမှာစတင်ပေါက်ဖွာလာတယ်ပေါ့နော်ဒီယောဂါကိုဘာလို့ခေါ်လဲဆိုတော့မိမကိုမို့ဆွဲခြင်းယောဂါလို့ခေါ်ပါတယ်မိမကိုမို့ဆွဲပြီဆိုရင်ကျွန်တော်တို့ကခံစားရတဲ့လက္ခဏာတွေကတော့နံပါတ်1ရှားရမယ်ပေါ့နော်နံပါတ်2အနံ့နံတော့အဖြူစင်းတယ်ကျွန်တော်တို့ပုံမှန်အဖြူစင်းတာလည်းမတူဘဲနဲ့ဒီတစ်ခါစင်းတဲ့အဖြူကအနံ့နံတယ်ပေါ့နော်နောက်တစ်ခုကအယောင်ကလည်းပုံမှန်အကြည့်ရောင်မဟုတ်ဘဲနဲ့အယောင်နောက်နဲ့ကျွန်တော်တို့တစ်ခါတလေကြာရင်အစိမ်းရောင်ပဲရောက်တဲ့အယောင်မျိုးတွေဖြစ်နိုင်တယ်နံပါတ်4ကတော့စီးသွားတဲ့အချိန်မှာပူတာလိမ့်ဆက်ဆန်တဲ့အချိန်မှာကျွန်တော်နာကျင်တာစသဖြင့်ဒီလိုလက္ခဏာတွေလည်းကျွန်တော်တို့ဖြစ်နိုင်ပါတယ်ခင်ဗျမင်းတို့မို့ဆွဲခြင်းကလိမ္မာတစ်ဆင့်ကူးစက်နိုင်ပါတယ်ဒါပေမဲ့မင်းတို့မို့ဆွဲခြင်းအကြောင်းအရာအားလုံးကတော့လိမ္မာတစ်ဆင့်ကူးစက်တာတော့မဟုတ်ပါဘူးချို့တော့အကြောင်းအရာတွေလည်းရှိပါသေးတယ်ဥပမာအဖြစ်တဝေးတန်ရှင်းမှုအားနေတာနံပါတ်2ကကျတော့ကျွန်တော်တို့ပိုးသက်ဆေးကိုအကြိုက်တောင်းနေရတာစီးကျုပ်သွေးကျိုယောဂအခံရှိတာပေါ့နော်စသဖြင့်နောက်ပြီးတော့အတွင်းကပေါင်းမိဝတ်တဲ့အချိန်မှာဆူထိုင်းနေတာအတွင်းကပေါင်းမိထဲမှာမှုတ်ပါတာဒီလိုအခြေအနေတွေကလည်းမိမကူမို့ဆွဲခြင်းကိုဖြစ်စေပါတယ်မိမကူမို့ဆွဲခြင်းဖြစ်လာပြီဆိုရင်နံပါတ်1အချက်ကတော့ vaginal tablet မိမကူတွေကိုတိုက်ရိုက်ထည့်သွင်းတဲ့မှုတ်သက်ဆေးလေးတွေရှိပါတယ်ဒီလိုမျိုးထည့်မယ်ဆိုရင်တော့ကျွန်တော်သက်ဆိုင်ရာဆရာဝန်ရဲ့လမ်းညွှန်ချက်ရယူဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့မင်းတို့ကချာလဲမှာကျွန်တော်တို့ကိုယ်ခန္ဓာကိုအကျိုးပြုတဲ့ bacteria လေးတွေကနေဖောက်ဖွာအောင်ကျွန်တော်တို့က probiotic တောက်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့အတွင်းကမောင်းမီတွေဝတ်တဲ့အချိန်မှာဆူထိုင်းနေတာမျိုးကိုရှောင်ကျဉ်ရပါမယ်6တွေ့ပြီးတော့ကျွန်တော်တို့ချောင်းလေးလေးဖြစ်တဲ့အတွင်းကပေါင်းမီမျိုးကိုရွေးချယ်ပြီးဝတ်ဆင်သင့်ပါတယ်ဒီလိုမျိုးအပြင်ကျွန်တော်တို့မင်းတို့မို့ဆွဲခြင်းယောဂါကိုကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်